ဒီမိမကတော့တကယ်ကိုအကွက်ကြကြအလိန်ခံလိုက်ရတာပါသူမခင်ပွန်းကသူမရဲ့ညီမအရင်တက်ပုံကိုကြည့်ပြီးတာယာနေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဒီလူဟာတကယ်စိတ်မမှန်နဲ့နှာဘူးဆိုတာသူမသိသွားခဲ့ပါပြီဒါပေမဲ့သူမကဘာမှမသိတယ်လို့ပဲဟန်ဆောင်နေခဲ့တယ်ဒါဟာသူမရဲ့အကောင်းဆုံးလက်စားချေမှုအစပဲလေသူပေးခဲ့တဲ့လက်ဆောင်တွေနဲ့အတူအိမ်တော်ရေးလက်မှတ်ကိုမိရှို့ပြီးဒီမျိုးကနေထွက်ခွာဖို့သူမပြင်ဆင်လိုက်ပါတယ်ခင်မုန်းဖြစ်သူကိုလည်းအဆက်အသွယ်ကုန်ဖြတ်တောက်လိုက်ပြီးဘာလို့လဲဆိုတော့ဒီလူဟာသူမကိုသုံးနှလုံးလုံးအယုံသွင်းပြီးလိန်ညာခဲ့လို့ပါပဲလွန်ခဲ့တဲ့3နှစ်ကသူမဟာအောင်မြင်ကြော်ကြားတဲ့ကခုံသူကျေပွင့်တူပေါ့ငငယ်ရွယ်ရွယ်နဲ့လက်တင်တရန်Late Dance ပြိုင်ပွဲမှာချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့သူပါသူမရဲ့အနာဂတ်ကတောက်ပနေခဲ့ပေမဲ့ခင်မုန်းဖြစ်သူရဲ့ညီမကတမင်တကာကားနဲ့တိုက်ခဲ့လို့သူမခြေထောက်တွေမတန်ဆွမ်းဖြစ်ခဲ့ရတယ်သူမအသက်ရှင်ခဲ့ပေမဲ့ချစ်မြတ်နိုးတဲ့စင်းမြင့်ထက်ကိုတော့ဘယ်တော့မှပြန်မတက်နိုင်တော့ဘူးသူမစိတ်တက်ကြနေတဲ့အချိန်မှာပဲဒီလူကကက်တင်ရှင်ဖြစ်ရောက်လာပြီးညီမဖြစ်သူကိုထောင်ချပေးမယ်လို့ကတိပေးရင်သူမကိုလက်ထပ်ခွင့်တောင်းခဲ့တာပါသူမကတော့ဘဝရဲ့အားကိုးရာအစ်စ်ကိုတွေ့ပြီလို့ထင်ခဲ့ပေမဲ့ဒါဟာဘဝရဲ့အမှားဆုံးဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။၃နှစ်တာအိမ်တော်ရေးမှာခင်ပွန်းကသူမကိုတခါမှမထိခဲ့တယ်လို့ဆန္ဒမရှိဘူးလို့အမြဲအကြောင်းပြခဲ့တယ်။သူမကအကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့အမြဲတမ်းညှင်းပယ်ခံခဲ့ရပါတယ်။ဒါပေမဲ့တရက်မှာတော့ခင်ပွန်းဖြစ်သူကရုတ်တရက်ကြီးအတူနေဖို့စတင်လာတယ်။သူမကတော့ခင်ပွန်းဖြစ်သူကသူမကိုလက်ခံလာပြီလို့ထင်ခဲ့ပေမဲ့တကယ်တော့သူကအခမ်းအနားဗီဒီယိုခိုးရိုက်ဖို့ပဲကြံစီနေခဲ့တာပါ။တနေ့မှာတော့သူမခင်ပွန်းကိုပတ်စံအိတ်သွားပေးတဲ့အချိန်မှာအရာအလုံးကလိန်ညာမှုဆိုတာတိလိုက်ရပါတယ်သူတို့ရဲ့အိမ်တော်ရေးလက်မှတ်ကအတူကြီးဖြစ်နေတယ်လို့သူမကိုဒုက္ခပေးခဲ့တဲ့ညီမဖြစ်သူကလည်းထောင်ထဲမှာမရှိပဲအပြင်မှာလွတ်နေခဲ့တာပါဒီယောက်ျားဟာသူ့ညီမအတွက်လွတ်ငင်းချမ်းသာခွင့်ရအောင်သူမကိုအသုံးချပြီးလိန်ညာခဲ့တာဖြစ်ပြီးသူတကယ်ချစ်နေတာကသူ့ညီမအရင်ကိုပဲဖြစ်နေပါတယ်ပိုဆိုးတာကခင်မုန်းဖြစ်သူကသူ့ညီမကိုအိမ်ပေါ်အထိခေါ်တင်လာပြီးအတူနေဖို့ကြိုးစားလာတာပါပဲအရင်ကသူမမွေးနေ့မှာတော့ထမင်းတနက်မချက်ပေးခဲ့တဲ့လူကအခုတော့သူ့ညီမအတွက်အကောင်းဆုံးတွေချက်ပြုတ်ပေးနေတာမြင်ရတဲ့အခါသူမတကယ်ကိုရင်နာရပါတယ်ညီမဖြစ်သူကလည်းသူမကိုအပိုင်စီးဖို့အတွက်တတ်မဲ့လူမိုက်တွေနဲ့အနိုင်ကျင့်ပြီးသူမကိုပဲလူဆိုးဖြစ်အောင်လုပ်ကြံပါသေးတယ်ဆေးရုံရောက်တဲ့အချိန်မှာခင်မုန်းဖြစ်သူကညီမလေးကအမာရွတ်မထင်ချင်လို့မင်းရဲ့အရေးပြားကိုခွာပြီးသူ့ကိုပေးလိုက်တယ်လို့ဆက်ဆုပ်ဖွယ်ကောင်းအောင်ပြောလာတဲ့အခါမှာတော့သူမရဲ့တီးခတ်နိုင်စွမ်းတွေကုံဆုံးသွားခဲ့ပါပြီသူမဟာ3နှစ်တာအမှုတွဲဟောင်းတွေကိုပြန်ဖော်ပြီးသူတို့2ယောက်လုံးကိုငရေပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်လေစိတ်မှာခင်မုန်းဖြစ်သူနဲ့ဆုံတဲ့အချိန်သူကတော့သူ့ညီမအတွက်တမိုးကြီးလက်ဆောင်တွေဝယ်ပေးပြီးသူမကိုတော့အပိုပါလာတဲ့လက်ဆောင်စုပ်လေးပေးခဲ့ပါတယ်ဒါပေမဲ့သူမသိတာတစ်ခုကတော့သူမကသူ့ဘဝတစ်ခုလုံးကိုပြတ်ဖြစ်သွားစေမဲ့အကြီးစားလက်စားချေမှုတစ်ခုကိုပြင်ဆင်ထားတယ်ဆိုတာပါပဲ